student pupil ဒီ students နဲ့ pupils နဲ့ပါကွာလဲဆိုတာသိကျင်တဲ့သူရှိလို့ဒီနေ့သင်ပေးလိုက်တယ်နော်တော်တော်များများတော့ student ကိုသိတယ်ပေါ့နော် student ဆိုတာကျောင်းသားမူလာတန်းကျောင်းသားအလယ်တန်းကျောင်းသားအထက်တန်းကျောင်းသားတက္ကသိုလ်ကျောင်းသားသင်တန်းကျနေတဲ့ကျောင်းသူကျောင်းသားအကုန်လုံးကို student လို့ပဲသုံးကြတာပေါ့နော်ဒါပေမဲ့ pupil ကကြတော့အဲ့ဒါကြောင့် British မှာသုံးတာပေါ့ elementary တို့ primary တို့တက်တဲ့ကလေးတွေဥပမာမူလာတန်းတက်တဲ့သူအခြေခံတက်တဲ့သူတွေအဲ့လိုမျိုးတွေ pupil လို့သုံးတာပါOkay, for example, she is a student. သူမကကျောင်းသူတရားပေါ့ဒါပေမဲ့အဲ့ကျောင်းသူကကြောက်တော့ဘာလို့ဆိုလို့လဲဆိုလို့ချက်အများကြီးရှိတယ်ဥပမာဆိုရင်တက္ကသိုလ်ကျောင်းသူလားသင်တန်းကျောင်းသူလားပြီးလို့ရှိရင်ဒီတိုင်းကျောင်းတက်နေတဲ့ကျောင်းသူကျောင်းသားအဲ့လိုအားတွေအကုန်လုံးများ student လို့သုံးလို့ရတယ်အဲ့ကျောင်းသူကျောင်းသားအကုန်လုံးပြောတာပေါ့နော်ဒါပေမဲ့ for example နောက်ထပ်တစ်ခုပေါ့နော် she is a pupil အဲ့နေရာမှာကျတော့သွားပြီးတက္ကသိုလ်ကျောင်းသူကျောင်းသားကိုသွားပြီး pupils လို့ပြောလို့မရတော့ခုနကဒီချက်ပဲ pupil ဆိုတာမူလာတန်းနေအခြေခံတန်းလို့ကလေးတွေပြောတာပေါ့နော်အဲ့လိုမျိုးတော့ကွာသွားမယ်နော်She's a student ဆိုရင်မူလာတန်းနေပါတွေရလဲကုန်ရတယ် She's a pupil ဆိုရင်မူလာတန်းနေပါပဲရမယ်တက္ကသိုလ်ကျောင်းသားတွေပါကြတော့မရဘူးအဲ့လိုမျိုးကွာသွားတာပေါ့နော်အဲ့ဒါလေးသင်ရပါတယ်